ချွေတာရင်ချမ်းသာမလားချွေတာစုဆောင်တထေးလောင်းဆိုပြီးပြောကြအထူးသဖြင့်စင်းရဲသားတွေနဲ့လူလက်တန်းသားတွေကြားမှာအမြဲပြောပြကြတဲ့ဆိုရိုးစကားလေးလည်းဖြစ်ပါကျွန်တော်ချွေတာတဲ့မိသားစုတော်တော်များများကိုတွေ့ဘူးလေချွေတာစားတယ်ချွေတာဝစ်တယ်ချွေတာလှူတယ်အရာရာကိုချွေတာကြီးပေတာနဲ့တိုင်းတယ်သူတို့ရဲ့ကလေးတွေကိုလည်းချွေတာဖို့ပဲအမြဲတုံတင်လေးရှိဒါပေမဲ့သူတို့တွေနှစ်တည်ကြလာတဲ့အထိချမ်းသာလာလားဆိုရင်ဘာမှမပြောင်းလဲဘူးအရင်အတိုင်းစင်းရဲမြဲငွေကြီးအကျက်တည်းရှိစမြဲပဲသူတို့ကဝင်ငွေတိုးအောင်ဘလို့လောအောင်မလဲစဉ်းစားဖို့ထက်ရှိတဲ့အလုပ်လေးလုပ်မယ်ချွေတာသုံးဝင်စုလို့ရသလောက်စုမယ်ဒါသူတို့ရဲ့ငွေကြီးနဲ့ပတ်သက်တဲ့ဥပဒေပဲတကယ်တော့ချမ်းသာကြွယ်ဝတယ်ဆိုတာငွေကိုချွေတာလို့ဖြစ်လာတာထက်ငွေရှာတာနဲ့ငွေကိုခိုင်းတက်တာကြောင့်ဖြစ်လာတာလို့ပြောရင်ပုံမှန်လိမ့်ပတ်စံရှာနိုင်တဲ့ဟာနဲ့အတူတူပတ်စံလုတ်ပေးနိုင်တဲ့ပျော်ရွှင်မှုတွေကိုခံစားလို့ရချမ်းသာတဲ့သူတွေကိုကြည့်ကြည့်လိုက်ရှိတာတွေကိုမစားရမတော့ရချွေတာတဲ့သူကရှားတယ်စားတင်တာစားတယ်ဝစ်တင်တာဝစ်အပျော်ခီးဆိုလဲသွားလိုက်တာပဲဇိမ်ခံပစ္စည်းဆိုလဲအထိုက်လျောက်တော့သုံးလိုက်တာဒါပေမဲ့သူတို့ဟာဒီလိုနေထိုင်နိုင်မှုအတွက်ဝင်ငွေရလန်းကိုဘလို့ဖော်ဆောင်ရမလဲအမြဲတမ်းကြံစီအားထုတ်တယ်တခုပဲဝါမရှိပဲဝီးလုတ်ချင်တော့ချမ်းသာဖို့ထက်ခွက်ဆွဲရဖို့အများတယ်ငွေဆိုတာချွေတာဖို့ထက်သုံးဆွဲတတ်ဖို့ပိုအရေးကြီးရှိတဲ့ငွေကိုတိုးပေါင်းလုပ်တတ်လေအကျိုးရှိလေပဲဒါတော့ချမ်းသာကြွယ်ဝခြင်းအတွက်လမ်းစာပဲ